ဒီအကယ်ဒမီရုပ်ထုလေးကကျွန်တော်ရဲ့ဒါ၄စုမြောက်အကယ်ဒမီရုပ်ထုလေးဖြစ်ပါတယ်နာမည်ကတော့နှလုံးပါ2024ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုနေတိုးဖြစ်ပါတယ်ခင်ဗျာဒီအကယ်ဒမီရုပ်ထုလေးကကျွန်တော်ရဲ့ဒါ၄စုမြောက်အကယ်ဒမီရုပ်ထုလေးဖြစ်ပါတယ်ရုပ်ရှင်တွေနားထားတဲ့အချိန်မှာပထမဆုံးပြန်ရိပ်ခဲ့တဲ့ကားဆိုရင်လည်းမမှားပါဘူးဒီအမှုပညာတက်တန်း25နှစ်အတွင်းမှာပေါ့နော်ကျွန်တော်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးနဲ့ကျွန်တော်ရဲ့ချစ်စနီးလေးနဲ့ကျွန်တော်ရဲ့သားလေးဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်မြန်မာရုပ်ရှင်